Hello, I am teacher Bella and I am going to teach you grammar lessons for intermediate level. Hello အားလုံးပဲမင်္ဂလာပါ teacher ကတော့ teacher Bella ပါteacher ကဒီနေ့မှာဆိုရင်ပေါ့နော် teacher တို့ရဲ့ဒီ Bright Diamond page လေးမှာgrammar ပေါ့နော် basic grammar ကို intermediate level အတွက်ကို teacher ကစပြီးတော့သင်ပေးမယ်ပေါ့နော်ဒီနေ့က today is the first day ပေါ့နော်ဒီနေ့ကပထမအဆုံးနေ့လေးဖြစ်တယ်so I will go with like one unit for one day in one video share တရက်share တို့ဒီ video တစ်ခုမှာပေါ့နော်ဒီလိုမျိုး unit တစ်ခုပုံစံမျိုးနဲ့ share သွားပေးမယ်ပေါ့နော်ဆိုအတီချက်ကတော့ basic grammar လို့ပြောပေးမယ်လေ basic ဆိုတာထားပေါ့နော် intermediate ဖြစ်တဲ့အတွက်ကြောင့်second basic လို့ပြောလို့ရတယ်ပေါ့နော် basic အရင်ကြာတာမျိုးတော့မဟုတ်ဘူးဒီချက်အခုပြပေးမယ်ပေါ့နော်ဗာလေးကိုသွားမလဲဆိုတာလေးကိုyeah, so here is the unit 1. It is about present continuous tense. တချို့ပြောတယ်မှာ the present continuous tense ပါပေါ့နော်ချက်ဆုံးတာပြောတယ် basic grammar ဆိုရင်မှချက်တို့က8 part of speech ပေါ့နော်8 part of speech ကနေစတယ်ပေါ့နော် grammar စပြီးလေ့လာပြီးဆိုဒီ8 part of speech ကနေပဲစကြတယ်ပေါ့နော်8 part of speech ပြီးတော့မှချက်တို့ကဒီလိုမျိုး sentence လေးသွားတဲ့စာမျိုးလေးတွေသွားကြတယ်ပေါ့နော်ဒါပေမဲ့အခုတစ်ချက်ကဒီ tense ကိုကြော်ထားတယ်ဒီ grammar အခုတစ်ချက်သုံးမဲ့ grammar စာအုပ်ကပေါ့နော်ဘာလို့လဲဆိုတော့ဒါက intermediate level ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တကယ်လို့elementary level ဖြစ်နေတယ်ပေါ့နော်ဒီ tense တွေကိုကြော်ပြီးမကြည့်ချင်ဘူးဆိုရင်တော့ဒါလေးတွေကိုကြည့်ဖို့အဆင်မပြေဘူးပေါ့နော်ဒါကတော့ intermediate level ဖြစ်တဲ့အကြောင်းသူက tense ကနေစတယ်ပေါ့နော်tense လို့ပြောလိုက်ပြီးဆိုရင် share ဘော့ကပေါ့နော်ဒီ writing ဒီ sentence လေးရေးတဲ့အခါမှာ share သုံးရတဲ့ tense 12 kind of tenses ပေါ့နော် tense 12မျိုးရှိတယ်ပေါ့နော်အဲ့ဒီမှာတစ်ချက်ကဒီပထမဆုံးဒီ tense လေးကိုပြောမယ်ပေါ့နော် present continuous tense ဆိုတဲ့ဟာလေးပေါ့နော် tense အစဉ်လိုက်စီမယ်ဆိုရင်တော့ကျတော့ simple present tense ကနေစတယ်ဒါပေမဲ့သူ့ရဲ့ဒီ grammar စာအုပ်သဘောတရားအရာဆိုရင်သူက present continuous tense ကိုအရင်သုံးထားတယ်ဘာလို့လဲဆိုတော့ဒီ tense မှာ learners တိုင်းအားတာတဲ့ဒီ tense က present continuous tense ဖြစ်တယ်အဲ့တော့နည်းနည်းလေး fun way ဖြစ်သွားအောင်လို့ကျတို့ကဒီ present continuous tense လေးနဲ့ unit 1ကိုစဖွင့်နေပေါ့နော်ပြီးတော့မှကျတော့အနောက်မှာ present tense တို့simple present tense တို့ simple past tense တို့သွားမယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျတော့ဒီ present continuous tense ရဲ့မတိုင်ခင်မှာ8 part of speech ကိုအရင်သိရမယ်ပေါ့နော်8 part of speech သိပြီးတော့မှဒီဟာကိုကြည့်လို့ရမယ်ပေါ့နော်အကဲလို့မသိသေးဘူးဆိုရင်တော့ comment မှာပြောပေးပေါ့နော်ဒီချက်8 part of speech ကလို့ပြောရလို့များရဲဆိုရင်တော့ချက်8 part of speech လေးကိုဒီချက်တီးတန့်လေးသင်ပေးမယ်ပေါ့နော်တီးတန့်ဗီဒီယိုလေးနဲ့လုပ်ပေးပါမယ်အဲ့ဒါဒီမှာဆိုရင်ရှာလို့စကြည့်မယ်ပေါ့နော် present continuous tense ပေါ့နော် present continuous tense ရဲ့အဓိပ္ပာယ်ကိုအရင်ဆုံးပြောပြမယ်ပေါ့နော်အဲ့အဓိပ္ပာယ်ကကျတော့ရှာလို့လက်ရှိလုပ်နေတဲ့အရာပေါ့နော်ဒီဘက်မှာသူကဒီကွင်းစာကိုပဲနေရေးပေးထားတဲ့ I am doing နဲ့ငါလုပ်နေတယ်เนาะလက်ရှိလုပ်နေတဲ့အရာလက်ရှိကျတော့ present မျက်မှောက်ကာလမှာလုပ်နေတဲ့အရာကိုကျတော့ present continuous tense လို့ခေါ်တယ်လက်ရှိလုပ်နေတဲ့ဖြစ်နေတဲ့ကာလအပိုင်းခြားပေါ့နော်အဲ့ဒီမှာကျတို့က unit 1မှာဗာလေးလေ့လာရမလဲဆိုတော့study this exam situation သူကအောက်မှာ exam အခြေအနေလေးပေးထားရပေါ့နော် Sarah is in her car ဆာရာကသူမရဲ့ကားထဲမှာရှိနေတယ် she is on her way to work she is driving to work so let's read it together one more time Sarah is in her car she is on her way to work she is driving to work ဆာရာသူ့ရဲ့ကားထဲမှာရှိတယ်သူကအလုပ်ကိုသွားနေတာသူဘာလုပ်လဲအလုပ်ကိုကားမောင်းပြီးသွားနေတယ်တဲ့there is a explanation here this means she is driving now at the time of speaking the action is not finished ဘယ်လိုမျိုးဆိုလို့ချင်တာလဲဆိုတော့သူကအခုပြောနေတဲ့အချိန်မှာကားမောင်းနေတယ် the action is not finished ဆိုတော့သူလုပ်နေတဲ့လုပ်ဆောင်ချက်ကြီးကမပြီးသေးဘူးပေါ့နော်သူရဲ့ action ပေါ့နော်တခုခုဘယ်သူအဲ့လိုမျိုးလူတယောက်က action လုပ်နေရပေါ့နော်သူရဲ့လုပ်ဆောင်ချက်ကမပြီးသေးဘူးအဲ့ဒီကိစ္စကိုပြောနေဆိုရင်ကျတော့ present continuous tense လို့ခေါ်တယ်အဲ့ဒါကိုရေးတဲ့အခါကျရင်ကျတို့ကsubject pronoun ပေါ့နော်subject pronoun သုံးရတယ် singular subject တွေsingular subject plural subject ဆိုတာရှိတယ်အဲ့လို subject လေးသုံးပြီးကျတော့သူ့ရဲ့အနောက်မှာဒီ auxiliary verb ပေါ့နော်တမျိုးပြောမှဆို helpmate verb ပေါ့ helpmate verb ကိုထည့်ပြီးတော့ verb ing ကပ်လိုက်ပြီးတော့ခြေလို့သုံးရတယ်ပေါ့နော် present continuous tense ပါအဲ့လိုဒီအောက်မှာသူ့ရဲ့ form လေးတစ်ချက်ကြည့်လိုက်ပါဆယ်ဆွမ်းနာပြောတဲ့ form လေးပါ amasa plus verb ing present continuous tense ဆိုတဲ့အတွက်ကြောင့် amasa ပဲသုံးပေးပါနော်အဲ့ဒီမှာ I ဆိုရင် amဒါကတော့ I am ကိုမူပိုင်းလေးပေါ့နော်သူ့ဘယ်သူမှယူလို့မရအောင် I အပိုင်သိမ်းထားတာ I ရဲ့နောက်မှာအမြဲတမ်း am လိုက်တယ်နော်
I'm ကလည်း I ရဲ့နောက်မှာပဲနေတယ်ဘယ်သူနောက်မှာမှမနေဘူးပေါ့နော်ပြီးတော့ I am driving he she it is his accessory အနောက်မှာသူ short form လေးပြထားရပါတော့ I am ဆိုသူရဲ့ short form I'm he is ဆိုသူရဲ့ short form his she is ဆို she's ပေါ့နော်ဒါတွေကတော့အရှိရဒီ elementary level မှာဒီလိုဟာမျိုးကတော့ကိုယ် elementary level ကိုရပြီးသားလူဆိုရင်တော့ဒါတွေတစ်ချက်အများကြီးပြောမနေတော့ဘူးပေါ့နော်ထဲအခု intermediate level ကိုပြောနေရဖြစ်တော့ကြောင့်နော်ဟုတ်ပြီပြီးသွားရင် we you they are we are doing အဲ့လိုမျိုးပေါ့နော်ကဲအဲ့ဒီမှာတစ်ချက်တစ်ခုပြောမှာဒီမှာပေါ့နော် I ကဖယ်ပါတော့နော်ဒီ he she it နဲ့we you they ပေါ့နော်he she it ကအဲ့ဒါက subject pronoun we you they ကလည်း subject pronoun ပေါ့နော်အဲ့တော့အဘောက he she it က singular subject pronoun ပြောနေတာတစ်ခုတည်းတစ်ယောက်တည်းတစ်ကောင်တည်းဖြစ်တဲ့အရာမျိုးပေါ့နော်အဲ့လိုမျိုးသူ့ရဲ့နောက်မှာ is လိုက်တယ်ပေါ့နော်we you they ဆိုတော့じゃ prove ရဲ့အများကိုပြောတဲ့ခါကျရင်သူ့ရဲ့နောက်မှာis က singular subject တွေရဲ့အနောက်မှာလိုက်ပြီးတော့ are က plural subject တွေရဲ့အနောက်မှာလိုက်တယ်အမြဲတမ်းမှတ်တာနော် he she it ရဲ့အနောက်မှာပဲ is လိုက်တာမဟုတ်ဘူးအခုပြောသွားသလိုပဲ is က singular subject တွေရဲ့နောက်မှာလိုက်တယ်အဲ့တော့ singular subject ဘာဖြစ်ဖြစ်ပေါ့နော်သုံးလို့ရတယ်ပေါ့နော် for example be a book an animal like that ပေါ့နော်အဲ့လိုမျိုးတစ်ခုတည်းရှိတဲ့အရာတွေရဲ့နောက်မှာ is လိုက်တယ်じゃ plural subject လို့ပြောရဖြစ်တော့ကြောင့်အများပေါ့နော် be ဆိုလဲ bees two animals two books like တိရစ္ဆာန်နှစ်ကောင်စာအုပ်နှစ်အုပ်အဲ့ဒါရဲ့နောက်မှာလိုက်တယ်ပေါ့နော်ဒီအမေစာ3လေးပြောပြထားတာပါပြီးွားရင်ဒီချက်တော့ဒီအောက်ကနဲ့ဒါလေးတွေကိုရှင်းလင်းချက်လေးတွေကြည့်မယ်နော် I am doing something ငါတခုခုလုပ်နေတယ် I am in the middle of doing it လုပ်နေတဲ့အတန်းလိုက်ရင်ပေါ့နော် I have started doing it and I haven't finished it စာလုပ်နေပြီမပြီးသေးဘူးအဲ့လိုအရာမျိုးကို simple present continuous tense နဲ့သုံးတယ် please don't make so much noise I'm trying to work ရန်စုညအောင်မလုပ်နဲ့ငါအလုပ်လုပ်နေတယ် not I'm trying not I'm trying ငါလုပ်နေတယ်လို့ပြောလို့မရပါဘူးလေ I am trying လို့ပြောပြရမှာနော် where's Mark he is having a shower not he has a shower Mark မြန်မာလဲတဲ့သူကရေချိုးနေတယ် he has a shower လို့ပြောလို့မရဘူးသူကလက်ရှိပါလေ in the middle of doing it ပေါ့နော်လုပ်နေတယ်ပေါ့နော်he is having a shower and he is in the middle of having a shower ပေါ့ပြောမယ်ဆိုရင်တော့သူကဒီရေချိုးနေတန်းလန်းဖြစ်နေတဲ့ကြောင့်သူရေချိုးနေတယ်လို့ပြောရမယ်နော် let's go out now အခုအပြင်ထွက်ရအောင်တဲ့ it isn't raining anymore မိုးရွာမနေတော့ဘူးတဲ့ဆိုရင်တော့ it doesn't rain လို့သုံးလို့မရပါဘူး isn't လို့သုံးမှာစောနာချက်ပြောလို့ပဲ present continuous tense မှာသုံးရမယ့် helping verb ပေါ့သုံးရမယ့် auxiliary verb ပေါ့နော်နှစ်မျိုးလုံးခေါ်လို့ရတယ်သုံးမျိုးပဲရှိတယ် am is are ပဲရှိတယ်တခြား auxiliary verb တွေလုံးဝသုံးလို့မရပါဘူးအားလေးမှတ်ထားပေးပါနော်okay ဟုတ်ပြီHi Jane, are you enjoying the party? အဲ့ဒီမှာဆိုလဲလို့ပဲဒါကတော့ question type လေးသွားလိုက်တယ်ပေါ့နော် Hi Jane, are you enjoying the party? Not do you လို့သုံးလို့မရအောင်ဆိုတော့ချိန်ဆိုလို့ပဲအမေစာတွေကပဲသုံးမယ် you ဖြစ်တော့ကြောင့် are သုံးလိုက်ပါတယ် Are you enjoying? Okay, enjoy မှာ ing လေးထည့်ပေးနော် What's all the noise? စုညံတဲ့နေအားလုံးဘာတွေတော့အဲ့ဒါဘာစုညံတဲ့နော် What's going on? ဘာဖြစ်နေတာလဲWhat's going on ဒါကြောင့်အဲ့မှာ what's ကိုကြည့်မယ်နော်ဒါကြောင့် short form ရေးထား what is going on အဲ့တော့ what's going on နော် going ဖြစ်နေတာပေါ့နော် what's happening နဲ့တူပါတယ်တဲ့ what's going on မပြောဘဲ what's happening နဲ့ပြောလို့ရပါတယ်တဲ့အဓိကတော့အခုလက်ရှိမှာဖြစ်နေတယ်ပေါ့နော် speaking ပေါ့နော်ပြောနေတဲ့အချိန်မှာဖြစ်နေတာမျိုးsometimes the action is not happening at the time of speaking တခါလေကြာရင်တော့တဲ့ဒီ action ကပေါ့နော်လောက်ရက်တွေကပေါ့နော်ပြောနေတဲ့အချိန်မှာဖြစ်မနေတတ်ပါဘူးတဲ့ example အနေနဲ့ Steve is talking to a friend on the phone he says Steve ကတဲ့တငယ်ချင်းနဲ့ဖုန်းပြောနေပေါ့နော် he says သူပြောတယ် I am reading a really good book at the moment it's about a man who blah blah ပေါ့ I'm reading a really good book at the moment ငါအခုလက်တလုံးမှာပေါ့နော်အရန်မှကောင်းတဲ့စာအုပ်လေးဖတ်နေတယ်လို့သူကပြောပြရပေါ့နော်တကယ်ချင်းပေါ့နော်အခုသူဖုန်းပြောနေနေဖတ်နေတာမဟုတ်သူသုံးရတာကဒီမှာ I am I subject ပြီးတော့ auxiliary verb am နဲ့ reading reading ဆိုရဒီfine ရန်ကြီးကိုသူသုံးရတဲ့ present continuous tense ပေါ့နော်ကျွန်တော်အပေါ်မှာ share ဒီမှာလေးလာခဲ့တယ် present continuous tense ဆိုတာလက်ရှိat the time of speaking မှာသုံးနေပေါ့နော်အခုပြောနေတဲ့အချိန်မှာသုံးနေတယ်ဒါပေမဲ့ तू ကအခုပြောနေတဲ့အချိန်မှာ तू ဖုန်းပြောနေတယ်လေစာအုပ်ကြီးကင်ပြီးစာဖတ်နေတာတော့မဟုတ်ဘူးဒါပေမဲ့လည်း तू လက်တလုံးမှာလက်ရှိလက်တလုံးဒီရက်တွေတွဲပေါ့နော်ဒီရက်တွေတွဲမှာလုပ်နေတဲ့အရာကိုပြောရင်လေ present continuous tense ကိုသုံးလို့ရပါတယ်သူ့ရဲ့အသုံးလေးပေါ့နော်ကိုကဒီလက်ရှိဒီရက်တွေထဲမှာပေါ့နော်
For example, I am watching a new interesting drama in this day. I'm watching a new interesting drama ဆိုတာငါဒီရက်တွေထဲမှာအရင်မှအ new ပေါ့နော်စိတ်ဝင်စားအရင်မှတော့စိတ်ဝင်စားဖို့ကောင်းတဲ့ drama လေးတစ်ခုကိုdrama အသစ်လေးတစ်ခုကိုကြည့်နေတယ်အဲ့လိုပေါ့အခုကြည့်နေတာမဟုတ်ဘူးဒီရက်တွေထဲမှာကြည့်နေတာအဲ့လိုမျိုးအနောက်မှာတော့ဗာလေးပါမလဲဆိုတော့ပေါ့နော် time proposition of time ပုံစံလေးပေါ့နော် time expression လေးပါမယ်အချိန်ဖော်ပြချက်လေးတော့ပါမယ်ပေါ့နော်ဘာလို့ဆိုအခုကြည့်နေတာမဟုတ်ဒီရက်တွေထဲမှာကြည့်တယ်သူကလည်းအဲ့လိုပဲအခုဖတ်နေတာမဟုတ်ဘူး at the moment ဆိုတာလက်တလောပေါ့နော်လက်တလောမှာသူဖတ်နေတာအဲ့လိုမျိုးလေးတော့ time expression လေးတော့သုံးမိရမယ်ပေါ့နော်ဒါဆိုရင်လက်ရှိမှာသူပြောနေတဲ့အချိန်မှာလုပ်နေတာမဟုတ်ဘဲနဲ့ဒီခါလအပိုင်းခြားလေးမှာလုပ်နေတဲ့အရာကိုပြောတဲ့ခါကျရင်လည်း present continuous tense ကိုသုံးလို့ရပါတယ်เนาะအဲ့တော့ဒီမှာဆိုရင် Steve is not reading the book at the time of speaking. Steve ကစာအုပ်ကိုအခုပြောနေတဲ့အချိန်မှာဖတ်မနေပါဘူးတဲ့เนาะfor example like it's a little slanted. I'm sorry for that. He means that he has started သူကစပြီးသွားပြီပေါ့နော် but it has not finished it yet ပြီးတော့မပြီးသေးဘူး he is in the middle of reading ဖတ်နေစေပဲပေါ့နော်အဲ့လိုမျိုးပြောတာပါsome more examples အချို့ဆို example လေးကြည့်မယ်ပေါ့နော် Kate wants to work in Italy so she is learning Italian Kate ကတဲ့အီတလီမှာအလုပ်လုပ်ချင်တယ်ဒါကြောင့်သူက Italian ကိုလေ့လာနေ but perhaps she isn't learning Italian at the time of speaking Kate ကအီတလီမှာအလုပ်လုပ်ချင်တာမဟုတ်လို့သူကအီတလီဘာသာကိုလေ့လာတယ်ဘာသာစကားကိုပေါ့နော်ဒါပေမဲ့သူအခုပြောနေတဲ့အချိန်မှာသူအဲ့စာအီတလီItalian language နဲ့ပတ်သက်ပြီးတော့သူကအဲ့နှုတ်ကြီးထုတ်စာအုပ်ကြီးထုတ်ပြီးတော့သူကြက်နေတာမျိုးလေ့လာနေတာမျိုးသူမဟုတ်ဘူးသူလက်တလုံးမှာလေ့လာနေတယ်လို့သူပြောတာပေါ့နော်ဆောနာချက်ပြောသလိုပဲat the moment သုံးရတယ် in this day သုံးရတယ်เนาะအဲ့လိုမျိုးပေါ့နော် Some friends of mine are building their own house ငါရဲ့တငယ်ချင်းအချို့ကလည်းသူတို့ရဲ့ကိုယ်ပိုင်အိမ်လေးကိုစောင့်နေကြတယ် they hope to finish it next summer သူတို့အဲ့ဒါကိုနောက်နှစ်နွေကြရင်ပြီးဖို့မျှော်လင့်နေဒါဆိုဒါလက်ရှိလုပ်နေတယ်เนาะလက်ရှိလုပ်နေတဲ့အရာကြီးကမပြီးသေးဘူးဆိုပြောလို့ရတယ်for example တစ်ခါကျရင်we say kind of like this လိုမျိုးလေးပြောကြရလေ I am studying sorry I am currently studying Korean I am currently studying Korean ဆိုတာငါလက်ရှိမှာ Korean စာကို Korea စာပေါ့နော် Korea စာကိုလေ့လာနေတယ်အဲ့လိုမျိုးပေါ့နော် I am currently studying Korean အဲ့လိုမျိုးပေါ့နော် You can use the present နောက်တစ်ခုပေါ့နော်ဒါနောက်တစ်ခုဆို You can use the present continuous tense with today this week this year ဒီနေ့ဒီအပတ်ဒီလတွေအတွက်သုံးလို့ရတယ် periods around now နဲ့ပြောချင်တာဒီလိုမျိုး around now ဆိုတာမျိုးကဒီလိုမျိုးအချိန်ကာလအပိုင်းခြားပေါ့နော်ဒီနီးမျက်နှာမှာရှိနေအချိန်ကာလအပိုင်းခြားတွေကိုသုံးလို့ရတယ် You are working hard today မင်းဒီနေ့အလုပ်ကိုကြိုးစားလုပ်နေတာပဲ Not you work hard today ဒီနေ့လုပ်တယ်ဆိုပြီးပြောလို့မရဘူးပေါ့နော် Yes I have a lot to do ဟုတ်တယ်ငါလုပ်စရာအများကြီးရှိနေတယ် The company I work for isn't doing so well this year ငါအလုပ်လုပ်နေတဲ့ကုမ္ပဏီကဒီနေ့သိပ်ပြီးတော့အခြေအနေမကောင်းဘူး isn't doing so well ဆိုတော့အခြေအနေမကောင်းဘူးပေါ့နော်အဲ့လိုမျိုးပြောချင်တာပါအဲ့လိုမှလည်းအဲ့လိုပဲအခုလက်ရှိဖြစ်နေတာပဲဒီနှစ်ထဲမှာအခြေအနေမကောင်းဘူးပေါ့နော်ဖြစ်နေတယ်မကောင်းသေးဘူးလက်ရှိတော့အဲ့လိုမျိုးပေါ့နော်မပြီးဆုံးသေးဘူးဖြစ်နေတော့မယ်အဲ့လိုမျိုးတွေပြောတဲ့အခါမျိုးမှာလည်း simple present continuous tense ကိုသုံးတယ်ပေါ့နော်ပြီးတော့ we use the present continuous tense when we talk about changes happening around now especially with these verbs we use the present continuous tense နဲ့ present continuous tense ကိုသုံးတယ်ဘယ်လိုနေရာတွေမှာသုံးလဲဆိုတော့ when we talk about the changes ဒါလေးတစ်ချက်မှတ်မယ် talk about the changes ပြောင်းလဲမှုတွေ changes happening ပြောင်းလဲမှုတွေဖြစ်တယ် around now လက်တလုံးမှာဖြစ်သွားတဲ့ပြောင်းလဲမှုတွေကိုပြောတဲ့ခါကျရင် present continuous tense ကိုသုံးပေးပါတယ် especially with these verbs ဒီ verb လေးတွေနဲ့ပေါ့နော်ဒီ verb လေးတွေကသူပြောတဲ့ဒီ changes happening ပေါ့နော်ပြောင်းလဲမှုဖြစ်သွားတဲ့အရာလေးတွေကိုရေးလို့ရပါတယ်ပြောလို့ရပါတယ်တဲ့ဒီမှာဆိုရင် is your English getting better မင်းရဲ့အင်္ဂလိပ်စာတိုးတက်လာပြီလားပေါ့နော်မေးတယ် not does your English get better does your English လို့ပြောလို့မရပါဘူးတိုးတက်လာနေပြီလားဘာလို့အဲ့လိုမေးရလဲဆိုတော့သူကအင်္ဂလိပ်စာကိုလေ့လာနေမှာမို့လို့ for example he is learning English currently
သူကလက်ရှိမှာဒီအင်္ဂလိပ်စာကိုလေ့လာနေတဲ့အတွက်ကြောင့် is your English getting better တိုးတက်လာပြီလား the population of the world is increasing very fast ကမ္ဘာကြီးရဲ့ population ကတဲ့ is လူဦးရေက is increasing တိုးတက်လာတယ် very fast တော်တော်မြန်မြန်နဲ့အရင်မြန်မြန်နဲ့အောင်မှလူဦးရေသိတဲ့မှုကြီးကတက်လာတယ်ဆိုပြီးတော့အဲ့လိုလေးပြောလိုက်တယ်ပေါ့နော်increasing ပေါ့နော် at first I didn't like my job အစတော့ငါရဲ့အလုပ်ကမကြိုက်ခဲ့ but I'm beginning to enjoy it now အခုတော့ငါအဲ့ဒါကိုကြိုက်လာပြီသဘောကျလာပြီသူအလုပ်ကိုလုပ်ရတာပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့ခါကျရင်ဒီ verb လေးတွေကိုအမှတ်ထားပါ get change getting changing becoming becoming ဆိုဖြစ်လာတယ်ပေါ့နော် changing ပြောင်းလဲလာတယ် increasing တိုးတက်လာတယ် rising တိုးလာတယ်ပေါ့နော် rising ဆိုတာတိုးသွားတာပေါ့နော် be falling ကျသွားတယ်အဲ့ rise နဲ့ fall နဲ့ကြာဟိုပါပေါ့နော်ဈေးနှုန်းတွေဈေးတက်တယ်ဈေးကျတယ် share တက်တယ် share ကျတယ်အဲ့လိုနေရာတွေမှာသုံးလို့ရတယ် growing ကြီးပြင်းလာတယ် improving တိုးတက်လာတယ် beginning စတင်လာတယ် starting စတင်လာတယ်ပေါ့နော်အဲ့လိုအရာတွေဒီ verb လေးတွေကိုမှတ်ထားပါတော့ဒီ verb လေးတွေကိုသုံးပြီးတော့လည်းpresent continuous tense မှာ changes လေးတွေကိုပြောလို့ရတယ်အဲ့ဆိုအောက်မှာ exercise လေးရှိမယ်ပေါ့နော်exercise တွေမသွားခင်မှာဒီချက်ကဒီမှာဒါလေးသုံးလို့ရတာတစ်ခုရယ်နောက်တစ်ခုကtoday တို့နော် this week တို့ this year တို့မှာ present continuous tense ကိုထည့်သုံးလို့ရတယ်နောက်တစ်ခုကကျတော့ဒီမှာဒီတစ်ခုပေါ့နော်နောက် reading at the အခုလက်ရှိမှာပြောမနေလုံမနေဘူးဒါပေမဲ့လည်းလုံနေတော့လုံနေတယ်ဒါပေမဲ့လက်ရှိမှာပြောနေတဲ့အချိန်မှာမလုံနေဘူးပေါ့နော်စပြီးတော့မှမပြီးသေးတဲ့အရာကိုပြောတဲ့အခါမှာလည်း present continuous tense ကိုသုံးတယ်စပြီးတော့မှမပြီးသေးတဲ့အရာကိုပြောတဲ့အခါမှာ present continuous tense ကိုသုံးတယ်လက်ရှိမှာလုံနေပြီးတော့မပြီးသေးတဲ့အရာကိုပြောရင် present continuous tense ကိုသုံးတယ်ဒါကြတော့လက်ရှိမှာလုံနေတယ်မပြီးသေးဘူးအဲ့ဒါဆိုရင် present continuous tense ဒါကြတော့စလိုက်တယ်မပြီးသေးဘူး present continuous tense သုံးမယ်ပြီးတော့ဒီလိုမျိုးtoday တို့ this week တို့ this year တို့ around period around now ဆိုတော့လက်ရှိနဲ့မဝေးကွာတဲ့နေရာအချိန်မျိုးအချိန်ကာလတွေဖော်ပြတဲ့အခါမှာလည်း present continuous tense နဲ့ဖော်ပြတယ်နောက်တစ်ခုက changes happen ပြောင်းလဲမှုတွေဖြစ်သွားတာကိုပြောချင်တဲ့အခါမှာလည်း present continuous tense နဲ့သုံးတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆို exercise တွေသွားကြည့်အောင်အဲ့တော့ exercise တွေကိုဒီချက်တစ်ခုလောက် record လုပ်ချင်တာပေါ့နော်တကယ်လို့if you want to answer these exercise by your own first you can pause my video and then answer the read the questions first and then answer them on your own maybe in your notebook note them down and then you can check it back okay so like that ချက်အဲ့လိုအရင်ဆုံးပေါ့နော်ချက်ဒီ video လေးရက်လိုက်ပေါ့နော်ဖတ်ပြီးသွားတဲ့ခါကျရင်အဲ့ဒီအဖြေလေးတွေကိုယ့်ကို note ထဲမှာဖြည့်ကြည့်ပြီးတော့မှ channel တို့အဖြေပြန်တိုက်ပေါ့နော်အဲ့လိုမျိုးအဖြေပြန်တိုက်လို့ရတယ်ပေါ့နော်အဲ့ဆိုရင်ဒီချက်ကဒီမှာscreenshot လေးရိုက်လို့ရအောင်လို့ဒီ exercise လေးတွေကိုတစ်ချက်လောက်ဒီမှာတစ်ဝက်စီခွဲပြပေးမယ်ပေါ့နော်ဒီမှာဆိုရင် exercise ဒီမှာဆို 1.1 1.2 ရှိမယ်1.2 ကဒီမှာတစ်ဝက်ပဲရှိမယ်ပေါ့နော်1.2ဒီလိုအဖြေယူလိုက်ပါ first လေးလောက်ကို screenshot လေးရိုက်လိုက်ပေါ့နော်ပြီးသွားရင် note ထဲမှာဖြည့်ကြည့်ထားပါဒီချက်ကနောက် video ကြရင်ဒီဟာလေးကို1.40 ရှိမယ်ပေါ့နော်1.40 ရှိမယ်ရမယ်ရှင်နော်အဲ့ဒီဟာလေးကိုဒီရှယ်ကနောက်ဗီဒီယိုကြရင်အဖြေလေးကိုလုပ်ပေးပါမယ်ပေါ့နော်ဒီဗီဒီယိုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ချင်ပါတယ်see you in my next video and we will check your answers is correct or not in my next video okay နောက်ဗီဒီယိုမှာတွေ့မယ်bye